2000ခုနှစ်ကစလို့တိုင်းပြည်အာဏာရခဲ့တဲ့ဗလာဒီမာပူတင်ဟာဆိုဗီယက်အာဏာရှင်ဂျိုးဆပ်စတာလင်အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်းကရင်မလင်ခေါင်းဆောင်တွေထဲမှာတက်တန့်အရှိဆုံးခေါင်းဆောင်ဖြစ်ပါတယ်။အသက်82နှစ်ရှိပြီဖြစ်တဲ့ပူတင်ရဲ့လက်ရှိသမ္မတတက်တန့်ကပြင်ဆင်မအကြိမ်ဖြစ်ပြီးသူ့ရဲ့အုပ်ချုပ်မှုကိုဆန့်ကျင်တဲ့အတိုက်ခံမှန်သမျှမရှိသလောက်ပြောက်ကွယ်သွားပါပြီ။ပူတင်ဟာဆိုဗီယက်ယူနီယံပြိုကွဲမှုကို20ရာစုရဲ့အကြီးမားဆုံးပထဝီနိုင်ငံရေးအဖြစ်ဆိုးလို့သတ်မှတ်ခဲ့တယ်။ယူကရိန်းကိုရုရှားဩဇာအောက်ကနေလွတ်ထွက်မသွားအောင်2022ခုနှစ်ဖေဖော်ဝါရီ24ရက်မှာယူကရိန်းကိုကျူးကျော်လိုက်ခြင်းအဖြစ်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပရဲ့အကြီးမားဆုံးစစ်ပွဲကိုစတင်ခဲ့ပါတယ်။သူ့ရဲ့လုပ်ရက်တွေကိုတမိုင်းနဲ့ပတ်သက်တဲ့အဓိမ္ပာယ်မဲ့အမြင်တွေနဲ့နေတိုစစ်မဟာမိတ်အဖွဲ့ကိုမကျေနပ်ချက်တွေနဲ့မကြာခဏအကြောင်းပြလေးရှိပါတယ်။ကျူးကျော်မှုမတိုင်မီကရောကျူးကျော်မှုပြုလုပ်ပြီးနောက်ပိုင်းမှာပါယူကရိန်းနိုင်ငံဟာနီယိုနာဇီတွေနေထိုင်ရာအတူအယောင်နိုင်ငံတစ်ခုလို့ပူတင်ကမမှန်မကန်ပြောဆိုလာပါတယ်။ယူကရိန်းနဲ့နေတိုပိုပြီးနှိစက်မလာအောင်လဲတားဆီးခဲ့ပါတယ်။ပူတင်အကြောင်းကောင်းကောင်းသိတဲ့အနောက်အုပ်စုခေါင်းဆောင်ကဂျာမနီဝန်ကြီးချုပ်ဟောင်းအန်ဇလာမာကယ်ပါ။သူကပူတင်ဟာလက်တွေ့ဘဝနဲ့အဆက်ဆက်မရှိတဲ့သူအခြားကမ္ဘာတစ်ခုမှာရောက်နေတဲ့သူလို့ပြောခဲ့ပူပါတယ်။မာကယ်ဟာဗလာဒီမာပူတင်နဲ့အကြိမ်ကြိမ်ညှိနှိုင်းမှုစ조사ခဲ့တယ်။ဒါပေမဲ့ယူကရိန်းကိုကျူးကျော်လိုက်ပြီးနောက်မှာပူတင်ဟာဥရောပကိုဖျက်ဆီးခြင်းနေပါလားလို့ကောက်ချက်ချခဲ့ပါတယ်။ဗလာဒီမာပူတင်ဟာအခုစိန့်ပီတာစဘတ်လို့ခေါ်တဲ့တချိန်ကလီနင်ဂရတ်မြို့ရဲ့တိုက်ခန်းမှာနေခဲ့တယ်။ငယ်ဘွားကိုကြမ်းကြမ်းတန်တန်ဖြတ်တန်းလာတဲ့သူဗလာဒီမာပူတင်ကိုဒုတိယကမ္ဘာစစ်အပြီး9နှစ်အကြာမှာမွေးဖွားခဲ့တယ်။လီနင်ဂရက်ကိုဝါရန်တိုက်ခိုက်မှုကြောင့်ပူတင်ရဲ့အကိုသေဆုံးခဲ့ပြီးမိဘတွေကလည်းမသိုံတမဲကြံခဲ့ပါတယ်။2000ခုနှစ်ကအင်တာဗျူးတစ်ခုမှာပူတင်ကသူ့ရဲ့တိုက်ခန်းလှေကားမှာကြော်ကြီးတစ်ကောင်ချောင်ပိတ်မိနေခဲ့ပုံကိုပြောပြခဲ့ပါတယ်။ထွက်ပြေးဖို့နေရာမရှိတော့တဲ့အဆုံးအဲ့ဒီကြွက်ကပူတင်ကိုပြန်ကိုက်ဖို့စ조사ခဲ့တယ်။အဲ့ဒီအဖြစ်ကနေသင်ခန်းစာရခဲ့တယ်လို့ပူတင်ကဆိုပါတယ်။ပူတင်ဟာလူငယ်ဘဝမှာသူ့ထက်အကောင်လဲကြီးအသက်လဲကြီးတဲ့လူငယ်တွေနဲ့ခဏခဏရန်ဖြစ်ပါတယ်။ဒါတွေကိုပြန်တွေးကြည့်ရင်သူ့ကိုယ်သူလမ်းတရဲလောက်ခဲ့ပါလားလို့ပူတင်ကပြောပါတယ်။ငယ်ငယ်ကလေးကဂျူရိုပညာသင်ယူခဲ့ပြီးသမရဖြစ်နေတဲ့အထိကပတ်နဲ့အဆင့်ထိရောက်အောင်လေ့ကျင့်ခဲ့ပါတယ်။နောက်ပြီးစံဘိုလို့ခေါ်တဲ့ရုရှားကိုခံပညာကိုလည်းသင်ခဲ့ပါတယ်။ကလေးဘဝမှာအရန်ရင်းနှီးခဲ့တဲ့တငယ်ချင်းတချို့ပူတင်မှာရှိပါတယ်။လွန်ခဲ့တဲ့နှစ်50ကလီနင်ဂရတ်မြို့ရဲ့လမ်းတွေကနေတက်မြောင်ခဲ့တဲ့အရာတစ်ခုကမဖြစ်မနေရန်ပွဲနှွှဲရပြီဆိုရင်ကိုကပဲလက်ဦးရမယ်ဆိုတဲ့အသိရခဲ့တယ်လို့2015ခုနှစ်မှာပူတင်ကပြောပါတယ်။လီနင်ဂရတ်တက္ကသိုလ်မှာပညာသင်ကြားပြီးတဲ့နောက်1985ခုနှစ်မှာဆိုဗီယက်ထောက်လှမ်းရေးဌာန KGB တဲကိုပူတင်ဝင်ရောက်ခဲ့ပါတယ်။ဥပဒေဘွဲရတအူးလည်းဖြစ်ပြီးရုရှားတချို့တွေအကြောင်းရိုက်ကူးထားတဲ့ဆိုဗီယက်ရုပ်သံဇာတ်လမ်းတွေကိုကြီးပြင်းလာခဲ့တဲ့ပူတင်အတွက် KGB ထောက်လှမ်းရေးအဖွဲ့မှအလုပ်ရခဲ့တာကသူ့ရဲ့ဆန္ဒတွေပြည့်စေခဲ့ပါတယ်။ပူတင်ဟာဂျာမန်စကားကိုကောင်းကောင်းပြောတတ်လို့1985ခုနှစ်မှာအရှေ့ဂျာမနီနိုင်ငံမှာရှိတဲ့ဒရက်စတင်မြို့ကိုတာဝန်ပေးခံရတယ်။၄နှစ်အကြာ1989ခုနှစ်မှာအရှေ့ဂျာမနီနိုင်ငံပြိုကွဲတာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။အဲ့ဒီနှစ်မှာပဲဘာလင်တတိုင်းကြီးပြိုကျခဲ့ပြီးတဲ့နောက်1990ပြည့်နှစ်မှာအရှေ့ဂျာမနီနဲ့အနောက်ဂျာမနီနိုင်ငံတို့ပေါင်းစည်းပြီးဂျာမနီနိုင်ငံတစ်ခုတည်းဖြစ်သွားပါတယ်။ပူတင်ဟာဒုတိယဗိုလ်မှူးကြီးယာရုအထိဖြစ်လာတယ်။ဒါပေမဲ့ KGB မှာတော့ထူးချွန်ခဲ့ခြင်းမရှိပါဘူး။အထက်ရရှိတဦးကပူတင်ကိုတာမန်တချို့အဆင့်မဲလို့သတ်မှတ်ခဲ့ပါတယ်။ဒီကနေ့အထိပူတင်ဟာလီနင်ဂရတ်မှာပေါင်းလာခဲ့တဲ့ KGB လုံဖော်ကိုင်ဘတ်အ ਨੇ စုကိုပဲသူ့ရဲ့အရင်နှီးဆုံးလူယုံတွေအဖြစ်ထားပါတယ်။သူယုံကြည်တဲ့သူတွေကိုမကြာခဏမြှောက်စားတယ်။ကလေးဘွားတွေကခင်လာတဲ့တငယ်ချင်းအာကာဒီရူတင်ဘတ်ဆိုရင်ရုရှားကနေခရိုင်မီးယားအထိတရားဆောက်ဖို့ဒေါ်လာ3.5ဘီလီယံကန်ထရိုက်ရခဲ့တယ်။ပူတင်ဟာသူ့ရဲ့ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ရင်လည်းတူတူတိတ်တိတ်ရှိတဲ့သူမျိုးအနှစ်30ပေါက်တင်လာတဲ့ဇနီးလီယူဒမီလာနဲ့2013ခုနှစ်မှာကွာရှင်းခဲ့ပါတယ်။သမီး2ဦးရှိပြီးမာရီယာဘိုရွန်ဆိုဗာကစီးပွားရေးလုပ်ငန်းရှင်နောက်တစ်ယောက်ကကတီရီနာတီခိုနိုဗာသူကတော့သုတေသနဖောင်ဒေးရှင်းတစ်ခုရဲ့အကြီးအကဲလို့သတင်းတွေကဖော်ပြကြပါတယ်။1992ခုနှစ်မှာဗလာဒီမာပူတင်ဟာလီနင်ဂရတ်မြို့တော်ဝန်တဲ့အနာတိုလီဆော့ဖ်ချက်ရဲ့လက်ထောက်အကြံပေးဖြစ်လာပါတယ်။မြို့တော်ဝင်မဲရှုံမီပြုတ်သွားပြီးတဲ့အခါ
လက်ထောက်ဖြစ်တဲ့ပူတင်ကိုမော်စကိုမှာရှိတဲ့သမ္မတအုပ်ချုပ်ရေးဌာနမှာအလုပ်လုပ်ဖို့ခေါ်ယူခဲ့ပါတယ်။အဲဒီကာလတွေဟာဘော်ရစ်ယာဆင်အုပ်ချုပ်ရေးရဲ့နောက်ဆုံးနှစ်တွေပူတင်အတွက်ကတော့သူကောင်းစားဖို့နှီးစပ်လာတဲ့နှစ်တွေလို့ပြောရပါမယ်။ပူတင်ဟာ KGB ရဲ့နေရာမှာအစားထိုးဖွဲ့စည်းခဲ့တဲ့ Federal လုံခြုံရေးဌာနရဲ့အကြီးအကဲနေရာကိုအချိန်တူတူနဲ့ရခဲ့တယ်။အဲဒီကနေလုံခြုံရေးကောင်စီရဲ့အတွင်းမှုရာထူးနဲ့သမ္မတထံအစီရင်ခံရတဲ့သူဖြစ်လာပါတယ်။1999ခုနှစ်ဩဂုတ်မှာနာမကျန်းဖြစ်နေတဲ့သမ္မတရန်စင်ကဝန်ကြီးချုပ်ကိုထုတ်ပယ်ပြီး2000ပြည့်နှစ်သမ္မတရွေးကောက်ပွဲမတိုင်ခင်လူသိနေတဲ့အသက်46နှစ်အရွယ်ပူတင်ကိုအစားထိုးခဲ့ပါတယ်။ရန်စင်ရဲ့သမ္မတသက်တမ်းကုန်ဆုံးချိန်မှာမော်စကိုမှာဘုံပေါက်မှုတွေစက်တိုက်ဖြစ်ပွားခဲ့တယ်။ဗလာဒီမာပူတင်ဟာခွဲထွက်ရေးသဘုံတွေလက်ကနေမွတ်စလင်ရုရှားဒေသခြေချင်းညာကိုပြန်ရယူဖို့မြေပြင်ကနေတိုက်ခဲ့တယ်။အဲဒီမှာပူတင်ကိုလူထုထောက်ခံမှုတွေမြင့်တက်လာပါတယ်။အဲဒီကနေ1999ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာယာယီသမ္မတအဖြစ်ခန့်အပ်ခံခဲ့ရပြီး3လပဲကြာလိုက်ပါတယ်ပထမဆုံးသမ္မတသက်တမ်းအတွက်အနိုင်ရခဲ့ပါတယ်ခြေချင်းညာစစ်ပွဲမှာတော့အယက်သားထောင်ပေါင်းများစွာသေဆုံးခဲ့ပါတယ်သမ္မတဖြစ်လာပြီးနောက်မှာပူတင်ရဲ့ပထမဆုံးပြည်တွင်းစိတ်ခေါ်မှုပေါ်ပေါက်လာတယ်2000ခုနှစ်မှာနျူကလ িয়ার ရေငုံသင်္ဘောတစ်စင်းဘာရန့်စ်ပင်လယ်မှာမြုပ်သွားတဲ့ကိစ္စပါအမှုရန်118ဦးစလုံးသေခဲ့တယ်ပူတင်ဟာအစာပိုင်းမှာနိုင်ငံတကာရဲ့အကူအညီတွေကိုညှင်းခဲ့တယ်။အမှုရန်တွေကသူတို့ကိုလာခဲ့မှာကိုစောင့်စားရင်းနဲ့ပဲတည်ခဲ့ကြပါတယ်။၄နှစ်အကြာမှာခြေချင်းညာသဘုံတွေကမြောက်အိုဆက်ရှားမှာရှိတဲ့အကြောင်းတစ်ကြောင်းကနေဒါဇာကန်1000လောက်ကိုဖမ်းသွားပါတယ်။အများစုကကလေးတွေဖြစ်ပါတယ်။အဲဒီမှာရုရှားအထူးတပ်ဖွဲ့တွေကတွားရောက်ခဲ့စေပေမဲ့လူ330သေဆုံးခဲ့ပါတယ်။ရုရှားဟာအဲ့ဒီလိုတိုက်ခိုက်မဲ့ကိစ္စကိုကြိုတင်သတင်းရခဲ့ရတာနဲ့အချိန်မီတားဆီးမှုတွေမလုပ်ခဲ့တာလို့နောက်ပိုင်းစစ်ဆေးချက်တွေမှာပေါ်လာပါတယ်။ပူတင်ရဲ့သမ္မတသက်တမ်းပထမနှစ်တွေဟာတွေးထွက်တန်ယူတွေဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ရေနံဈေးတက်နေသေးလို့နိုင်ငံစီးပွားရေးကတော့ထိခိုက်မှုမရှိခဲ့ပါဘူး။ပူတင်ဟာ1990ပြည်လွန်နှစ်တွေမှာရုရှားဘီလီယံနာတထေးကြီးတွေကိုအရေးယူပြခဲ့လို့ပြည်သူတွေရဲ့ထောက်ခံမှုကိုရခဲ့ပြန်တယ်။တထေးကြီးတွေကိုဆင့်ခေါ်ပြီးပူတင်ကစီးစိမ်မပြောက်ချင်းရင်နိုင်ငံရေးနဲ့ကင်းကင်းနေပြီးရင်သူ့ကိုထောက်ခံပါလို့ဖိအားပေးခဲ့တယ်။မာနာကန်တဲ့သူတွေကိုချက်ချင်းအရေးယူပြတယ်။ရုရှားရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရေနံတထေးမီခေခိုရိုကော့စကီဆိုရင်တနက်ထောက်ဖမ်းဆီးခံရပြီးစိုက်ဘေးရီးယားမှာထောင်ချခဲ့တယ်။ပူတင်ဟာအနောက်နိုင်ငံတွေနဲ့ပြားရည်စံကာလတစ်ခုရှိခဲ့ပါတယ်။အမေရိကန်မှာ9/11အယ်ခိုင်ဒါတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်သမ္မတ George W. Bush စီဖုံးခေါ်ခဲ့တဲ့ပထမဆုံးပြည်ပခေါင်းဆောင်တွေထဲမှာပူတင်လည်းပါပါတယ်။အာဖဂန်နစ္စတန်မှာအမေရိကန်ကစစ်စင်ရေးလုပ်တော့ရုရှားလည်းဝင်ကူခဲ့ပါတယ်။ဒါပေမဲ့နောက်တော့ပူတင်ဟာအမေရိကန်နဲ့မဟာမိတ်တွေအပေါ်စိတ်ပြက်လာပါတယ်။ရုရှားအစိုးရကိုဝေဖန်တဲ့ KGB အေဂျင့်ဟောင်းတအူလန်ဒန်မှာအစိတ်ခတ်အသက်ခံရတဲ့ကိစ္စနဲ့ရုရှားဗြိတိန်ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ဗြိတိန်စုံစမ်းစစ်ဆေးမှုတွေအရပူတင်ကအမိန့်ပေးလိုက်တဲ့ဖြစ်နိုင်ခြေကိုတွေ့ခဲ့ကြပါတယ်။ပူတင်ဟာဆိုဗီယက်နိုင်ငံဟောင်းတွေကနေအနောက်အုပ်စုလိုလားတဲ့ခေါင်းဆောင်တွေကိုသတိပေးတဲ့အနေနဲ့2008ခုနှစ်မှာဂျော်ဂျီယာစစ်တပ်ကိုအနိုင်ယူပြီးခွဲထွက်ဒေသ2ခုကိုသိမ်းပိုက်ခဲ့ပါတယ်။အဲဒီတုန်းကဂျော်ဂျီယာသမ္မတကနေတိုးအဖွဲ့ကိုအားပေးတဲ့သူဖြစ်ပါတယ်။ဗလာဒီမာပူတင်ဟာဖွဲ့စည်းပုံအခြေခံဥပဒေအရသမ္မတတာဝန်ကို3ကြိမ်ဆက်တိုက်ထမ်းဆောင်ခွင့်မရှိပါဘူး။2000ခုနှစ်ကနေ2004ခုနှစ်အထိပထမသက်တမ်း2004ခုနှစ်ကနေ2008ခုနှစ်အထိဒုတိယသက်တမ်းသမ္မတတာဝန်ကိုယူခဲ့ပြီး2008ခုနှစ်ကနေ2012ခုနှစ်အထိဝန်ကြီးချုပ်ပြန်လုပ်ခဲ့ပါတယ်။2012ခုနှစ်မှာပူတင်သမ္မတပြန်ဖြစ်လာပြီးသူ့ရဲ့အာဏာပိုမြဲအောင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်လိုက်ပါတော့တယ်။အဲဒီမှာသမ္မတသက်တမ်း4နှစ်ကနေ6နှစ်အထိတိုးသွားပါတယ်2011ပါလီမန်ရွေးကောက်ပွဲတွေမှာမဲမတမာမှုဆွဆွဲချက်တွေနဲ့ရုရှားရဲ့အဓိကမြို့ကြီးတွေမှာဆန္ဒပြလာကြတယ်။ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်းအကြီးဆုံးလူထုဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။အဲဒီတုန်းကဆန္ဒပြခေါင်းဆောင်တွေထဲမှာ1990ပြည်လွန်နှစ်တွေကဒုတိယဝန်ကြီးချုပ်ဟောင်းဘော်ရစ်နက်ဆော့ဖ်လည်းပါခဲ့တယ်။နောက်ထပ်ထင်ရှားတဲ့အတိုက်ခံခေါင်းဆောင်ကတော့အလက်ဆီနာဗယ်နီကပူတင်ဦးဆောင်တဲ့ United Russia အာဏာရပါတီကိုလူလိမ်ပါတီတခိုးပါတီလို့ခေါ်ခဲ့ပါတယ်။အခုတော့ရုရှားမှာဒိတ်ဒိတ်ကျဲအတိုက်ခံတွေမရှိတော့သလောက်ပါပဲ။ဆန္ဒပြပွဲမှာပါခဲ့တဲ့ Nevsov က
2015ခုနှစ်မှာတရားပေါ်မှာပြစ်သက်ခံခဲ့ရပါတယ်။နာဗယ်နီကလည်းအစိမ့်မိလုံးကျန်ခံခဲ့ရတယ်။အသက်ပြင်းလို့မတည်ခဲ့ပေမဲ့ထောင်ထဲပြန်ရောက်ပြီး2024ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ပူတင်ဟာသူ့ကိုဓာတ်ရိုက်အစီရင်ခံရတဲ့အမျိုးသားအဆောင်တပ်ကိုဖွဲ့စည်းခဲ့တယ်။သူ့ကိုစံကျင်တဲ့လုပ်ရက်တွေကလည်းအတော်ပဲနေသွားတယ်။စစ်တပ်ကိုအယုံကြည်မရှိအောင်လှုံ့ဆော်နေသူတွေတရင်မှာဖြတ်နေသူတွေကိုပြစ်မှတ်ထားနှိမ်နင်းခဲ့တယ်။ရုရှားမီဒီယာကိုအစိုးရကထိန်းချုပ်ထားတယ်။2023ခုနှစ်ကျော်မှာပူတင်ရဲ့တစ်ဆာကန်ကျေးစားလက်နက်ကိုင်ခေါင်းဆောင်ပရီဂိုရှင်ကမော်စကိုအထိခြေတက်ပြီးပုံကန်မှုစ조사လိုက်သေးတယ်။မအောင်မြင်လိုက်ဘူး။နောက်ပိုင်းပရီဂိုရှင်လေရင်ပြကြလို့ဆုံးပြီဆိုတဲ့သတင်းထွက်လာတယ်။အဲ့ဒီပေါ်မှာအနောက်နိုင်ငံခေါင်းဆောင်တွေကပူတင်နဲ့ပတ်သက်နေမယ်လို့ပြောခဲ့ကြတယ်။လေရင်ကိုအတွင်းကနေဘုံခွဲဖျက်ဆီးတာဒါမှမဟုတ်မြေပြင်ကနေဒုံးကြီးနဲ့ပစ်ချလိုက်တာဖြစ်မယ်ဆိုတဲ့ထင်ကြီးတွေလည်းရှိခဲ့တယ်။တကယ်ပဲပူတင်ပါဝင်ပတ်သက်မှုရှိခဲ့မရှိခဲ့ဆိုတာတက်တည်မပြနိုင်ခဲ့ပေမဲ့နိုင်ငံတကာအတိုင်းအမှာတော့ပရီဂိုရှင်တဲတဲ့ကိစ္စဟာပူတင်ရဲ့အာဏာကိုစိန်ခေါ်ခဲ့သူတအုပ်အပေါ်လက်တော့ပြန်တာဖြစ်နိုင်တယ်လို့ယူဆလိုက်ကြပါတယ်။